perverted person are you? I want to know right now. You are a monster. You are a pedophile. You're a child molester. Do you understand me? Do me a favor. Do not call this number back again. The next time you'll hear from me will be in court. And make sure you let your husband know that you like the 13-year-old boys. And I am coming for you. Okay. Yeah, you have a wonderful evening, okay, you stupid. Can you explain to me? Can we meet, to talk about this? Is Miss- there something we can settle out, outside? Oh yeah, that's what we can do so I can give you a chance to do it to some other kid. Yeah, that's exactly what we're gonna do. No. Mrs. Zamora, do me a favor. Do not call me back again. Okay. Have you done anything with your teacher? Did you have sex with your teacher? He said yes. He said yes. Okay. 2018ခုနှစ်မတ်လတုန်းကအရီဇိုနာပြည်နယ်မှာရှိတဲ့မိသားစုတစ်ခုမှာဆိုးဝါးတဲ့ကိစ္စရပ်တွေဖြစ်ပွားသွားခဲ့ပါတယ်။ဒီအရာတွေအားလုံးပေါ်ပေါက်လာခဲ့တာကတော့ဖခင်ဖြစ်သူတက်ဆင်ထားတဲ့ Sentry ဆိုတဲ့ Parental Monitoring Application တစ်ခုကြောင့်ပါ။တားဖြစ်သူရဲ့ဖုန်းထဲကစကားဝိုင်းထဲမှာ Baby ဆိုတဲ့စကားလုံးကိုထပ်ခါတလဲလဲသုံးနေလို့ဖခင်ဖြစ်သူစီကိုသတိပေးချက်တွေစက်တိုက်ဝင်လာခဲ့တာပါ။ Hey baby မင်းကငါအနားမှာရှိစေချင်လိုက်တာဒီလို romantic ဆန်တဲ့အချစ်စာတွေကိုအမှတ်မထင်တွေ့ခဲ့ရပါတယ်။ပထမတော့အသက်73နှစ်အရွယ်သူ့ရဲ့သားဟာကျောင်းကကောင်မလေးတစ်ယောက်နဲ့ရီးစားစာပေးနေတယ်လို့ပဲထင်ခဲ့တာပါ။စာတွေကိုတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ပေးပို့သူကတခြားသူမဟုတ်ပဲအတမ်းမိုင်ဆရာမ Britney Mora ဖြစ်နေတာကိုတွေ့လိုက်ကြရပါတယ်။သူ့ရဲ့သားနဲ့အိမ်အောင်ရှိတဲ့အတမ်းမိုင်ဆရာမတို့ကမျှော်လင့်မထားတဲ့ဆိုးဝါးတဲ့ပတ်သက်မှုတစ်ခုရှိနေတယ်ဆိုတာကိုသိလိုက်ပါပြီ။ဖခင်ဖြစ်သူကသားကိုခေါ်ပြီးတော့ပုံမှန်လင်းလင်းဖြေဆိုဖို့အတွက်ခက်ခဲနေကိုမေးမြန်းခဲ့ရပါတယ်။ကျောင်းလန့်တုံရီနေတဲ့ကောင်လေးကဆီယာမနဲ့သူဟာကျူးလွန်မှုတွေဖြစ်ခဲ့ပါတယ်လို့ဝန်ခံလိုက်တဲ့အချိန်မှာတော့ဖခင်ဖြစ်သူကဒေါသပေါက်ကွဲထွက်သွားပြီး Britney စီကိုဖုန်းခေါ်ကစကားအခြေတင်နေစတင်ပြောဆိုပါတော့တယ်။ဒါကတော့ဒေါသထွက်ပေါက်ကွဲနေတဲ့ဖခင်ဖြစ်သူနဲ့အခြေအနေတွေကိုဖုံးဖိဖို့အတွက်စ조사နေတဲ့ဆီယာမ Britney Mora ရဲ့ဖုံပြောဆိုမှုအတန်ဖိုင်မှတ်တမ်းပဲဖြစ်ပါတယ်။ What type of perverted person are you? I want to know right now. You are a monster. You are a pedophile. You're a child molester. Do you understand me? Do me a favor. Do not call this number back again. The next time you'll hear from me will be in court. And make sure you let your husband know that you like the 13-year-old boys. And I am coming for you. Okay. Yeah, you have a wonderful evening, okay, you stupid. Can you explain to me? Can we meet, to talk about this? Miss- Is there something we can settle out, outside? Oh yeah, that's what we can do so I can give you a chance to do it to some other kid. Yeah, that's exactly what we're gonna do. No. Mrs. Zamora, do me a favor. Do not call me back again. Do you understand me? Make sure you tell your husband what's going on. He is right here. Can he talk to you? Oh yeah, put your husband on the phone. I'm more than happy to talk to that dumb too. Hey man. Hey, don't say hey man to me. You got a monster. If I was you, you stupid I'd leave her. Man, listen. No, listen to me, you stupid I'll cave your stupid head in. Do you want to? I'd love to put my hands on. Welcome to practice. This is where all you news become yellow turds. Yeah. First, we need to learn how to tackle. Go. ဒီနေ့တင်ဆက်ပေးမှာကတော့လူမှုအတိုင်းဝိုင်းမှာတကယ်ကိုရုံးမအောက်တန်းကြလုံးတဲ့လောက်ရတစ်ခုဖြစ်တဲ့အရွယ်မရောက်သေးတဲ့ကျောင်းသားအပေါ်မှာဖျားယောင်းပြီးတော့လိမ်မိုင်းဆိုင်ရာကျူးလွန်ခဲ့သူဆီယာမ British Moya ရဲ့အကြောင်းပဲဖြစ်ပါတယ်။ Hey, Zamora. တတိပေးချက်အနေနဲ့ဒီဗီဒီယိုမှာကျောင်းသားကိုစစ်ဆေးမေးမြန်းထားတဲ့လိမ်မိုင်းဆိုင်ရာအမေးအဖြေတွေပါဝင်ကြောင်းကိုကြိုတင်သတိပေးလိုပါတယ်ရှင်။အဖြစ်အပျက်ကတော့2018ခုနှစ်မတ်လတုန်းကအရီဇိုနာပြည်နယ် Goodyear မြို့လေးက Las Brisas Academy ကျောင်းမှာစတင်ခဲ့တာပါ။အသက်28နှစ်အရွယ်6တန်းပြဆရာမလေး Britney Moya ကကျောင်းသားတွေကြားထဲမှာမကပဲမိဘတွေကြားမှာပါအယမ်းကိုရေပန်းစားပါတယ်။သူမရဲ့ပုံစံကရွှေရောင်စပင်တွေနဲ့ချောမောလှပသလိုအမြဲတမ်းလဲဖော်ရွေပြီးတော့ပြုံးနေတတ်တဲ့သူပါ။သူမမှာအရာရာဖြည့်ဆည်းပေးတဲ့ခင်မွန်းကောင်းကိုပါပိုင်ဆိုင်ထားလို့အပြင်ပန်းကြည့်ရင်တော့ perfect life ကိုပိုင်ဆိုင်ထားတဲ့အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့အမြဲပြုံးနေတတ်တဲ့အဲ့ဒီမျက်နှာရဲ့နောက်ကွယ်မှာတော့ဘယ်သူမှမသိခဲ့တဲ့အမှောင်ချမ်းတစ်ခုရှိနေခဲ့ပါတယ်။သူမရဲ့မျက်လုံးလေးကအသက်73နှစ်အရွယ်6တန်းကျောင်းသားလေးတစ်ယောက်စီကိုရောက်ရှိလို့သွားခဲ့ပါတယ်။အစပိုင်းမှာတော့ပုံမှန်ဆရာမနဲ့ကျောင်းသားဆက်ဆံရေးပါပဲ။ကျောင်းကနေသုံးတဲ့ app တစ်ခုကနေစာတွေမေးကြတယ်၊ဟာတာတွေပြောကြတယ်၊ emoji တွေပို့ကြတယ်။ဒါပေမဲ့အချိန်ကြာလာတဲ့အမျှစကားလုံးတိုင်းကလမ်းကြောင်းပြောင်းလာခဲ့ပါတယ်
ဆရာမဖြစ်သူ Britney ကကလေးငယ်ကိုစိတ်ပိုင်းဆိုင်ရာဖျားယောင်းခြင်းတွေကိုစတင်လှုပ်ဆောင်လာခဲ့ပါတယ်။ငယ်ရွယ်သေးတဲ့ကလေးတစ်ယောက်အတွက်တော့ဆရာမကသူ့ကိုအလေးပေးဆက်ဆံနေဆိုပြီး attention ရတယ်လို့ပဲထင်နေခဲ့တာပါ။ဖုန်းတစ်ဖက်ကနေ Britney Mora ကတော့အခြေအနေတွေကိုဖုံးဖိဖို့အတွက်စ조사နေခဲ့ပါတယ်။ Can you explain to me? Can we meet, to talk about this? ကျမတို့တွေ့ပြီးတော့ပြေလည်အောင်လုပ်လို့ရမလား။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့နောက်ကျသွားခဲ့ပါပြီ။ဖခင်ဖြစ်သူကချက်ချင်းပဲကျောင်းအာဏာပိုင်တွေနဲ့ရဲစခန်းကိုတွားရောက်တိုင်ကြားခဲ့ပြီးတော့ရဲတပ်ဖွဲ့ကနေစုံစမ်းစစ်ဆေးမှုကိုအရေးပေါ်စတင်ခဲ့ပါတယ်။ Morning, folks. I'm Officer McFadden. I'm the school resource officer. So, I know you already know a little bit about where we're at now, so Mrs. Zamora has been placed on administrative leave. She won't be coming in today, and she'll be on administrative leave pending the investigation. And she's not to have any contact with any district employees, any students or parents. She's only contacted us. Okay. My question is kind of how did this all begin? How did How did we find out? Correct. Yes. How did it come to light? So I have an app on my son's phone. Okay. We got him a new phone, and he was wanting to shut his door at night. When we told him, you sleep with the door open, he was just showing more interest in girls. And I had a conversation with him, and he says, yeah, I talk to girls, but they're just my friends. So when we got the new phone, I put this app on his phone, and it alerts me. It's called Sentry. Yesterday I got the alert, and I kept getting alerts back to back because the word baby kept being used. So I'm reading through the conversations, and I've done this before with other conversations of his as well. But this time I saw at the bottom that it had Mrs. Zamora Instagram profile. Okay. It was her name. And I'm familiar with her profile name because she's messaged me through Instagram as well, tutoring and offering help. And so I recognized, and I told my husband, and we looked it over, and then what confirmed it is her first name was used in the conversation, where either he wrote it or she wrote it. Okay. And they put last name. And so then the conversation just kept on, and it was like he was talking to a girl, like his girlfriend. So I showed my husband the conversation, and then when he came home, we talked to my son, and we told him, we need you to be completely honest right now. We already know the answer to everything we're going to ask, so we just need you to tell us the truth. Okay. So we showed him the conversation, and we said, who is this? Who are you talking to? And he said, my teacher. Okay. So then my husband, we're very blunt with our kids, and we're open, and we've had conversations with him growing up and all that is expected. And so my husband just told him, Okay. have you done anything with your teacher? Did you have sex with your teacher? And he said yes. He said yes. Okay. Britney Mora ကိုလည်းကျောင်းကနေပဲအားလည်းရပေးပြီးတော့ကျောင်းဝန်းထဲကိုပေးမဝင်တော့ပါဘူး။အဲဒီနောက်မှာတော့အသက်73နှစ်အရွယ်ကောင်လေးကိုစတင်အင်တာဗျူးလုပ်ခဲ့ကြပါတယ်။ကျောင်းသားကောင်လေးထွက်ဆိုခဲ့တဲ့အကြောင်းအရာတွေကပို့ပြီးတော့စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလာခဲ့ပါတယ်။ Start at the beginning, go all the way to the very end. The first time she did, I was at my grandparents' house, and she texted me, and she was all like, hey, and I was like, hey, she's like, what are you doing? I was like, oh, I'm about to go to bed, I'm at my grandparents' house. She's like, are you alone? And I was like, well, they're all sleeping, so sort of. And she's like, let me come over. I was like, LOL. And then she's like, no, I'm serious. And then she's already said this before to me, but I was playing with my little brother outside in my house, and she was all like, let me come over so I can show you how much I love you. And I was like, no, my little brother's here. And then she was like, okay, and then she put the sad face. I was like, I gotta go. And then she was all like, okay, I love you. And I said, I love you too. But Britney Mora ရဲ့ပထမဦးဆုံးကိုထိလက်ရောက်ကျူးလွန်မှုကကောင်လေးရဲ့အဖိုးဖွားအိမ်ရှိမှာဖြစ်ခဲ့တာပါ။သူမကခင်မွန်းငါးဖမ်းထွက်နေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးကောင်လေးရှိတဲ့နေရာကိုအိမ်လိပ်စာတောင်းပြီးတော့သူ့ရဲ့ကားလေးနဲ့အတူရောက်လာခဲ့ပါတယ်။ကောင်လေးကကားထဲကိုဝင်သွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲပထမဦးဆုံးအချိန်ကျူးလွန်ခြင်းခံခဲ့ရတာပါ။ But she was all like, where is your grandparents' house? I'm like, oh, and then she's like, okay, send me the address, because her husband was fishing.
And I got into the car and she started like kissing me, and then she gave me. So you went out to the car. What's the very first thing that happened? She said, "Hey, baby," And then what happened? and I said, "Hey, baby," and then she kissed me, and then like we started like making out, but like, and then I just left because her husband texted her that he was gonna be home in an hour. ပို့ပြီးတော့ဆိုရတာကဒုတိယအကြိမ်မှာဒုတိယအကြိမ်ကတော့ចောင်းပိတ်လို့အိတ်တွေသိမ်းနေတဲ့အချိန်ចောင်းအတန်းကန်းထဲမှာနေဖြစ်ခဲ့တာပါအဲ့ဒီအချိန်မှာအခြားចောင်းသားတစ်ယောက်က white board ပေါ်မှာပုံဆွဲနေတော့ဖြစ်ပြီးတော့ Britney ကအဲ့ဒီចောင်းသားကိုခဏအပြင်ထွက်ပေးပါလို့ပြောပြီးစာသင်ခန်းထဲမှာမတင်တော်တဲ့ကိစ္စတွေကိုထပ်မံကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်ဒါတွေမကသေးပါဘူး Instagram ကနေတဆင့်သူမရဲ့ကိုလုံးတီးနဲ့အဝတ်မဲ့ဓာတ်ပုံတွေကိုပါကောင်လေးစီကိုပို့ဆောင်ခဲ့ပါတယ်အဲ့ဒီပုံတွေကိုကောင်လေးရဲ့အချစ်ဆုံးတငယ်ချင်းကပါအမှတ်မထင်မြင်တွေ့ခဲ့ရတယ်လို့ထွက်ဆိုသွားခဲ့ပါတယ် Digital အထောက်အထားတွေဖြစ်တဲ့ message တွေ screenshot တွေနဲ့ကောင်လေးရဲ့ထွက်ဆိုချက်တွေပြည့်စုံသွားတဲ့အခါမှာတော့ Good Ear ရဲတပ်ဖွဲ့ဟာ Britney Mora ကိုချက်ချင်းဖမ်းဆီးခဲ့ပါတယ် Yep, I'm on. So as I said before, this officer has a body cam on him as well. So just to make you feel more comfortable, even though. Okay, Brittany, come on over here. Yeah. Did you double lock? I didn't. I don't see more on my keys. Okay. Brittany, I'm gonna turn your wrist in here, okay? No, we just want to make sure they don't pinch you. Okay. So we double lock them so they don't close any tighter, okay? That way you don't pinch. Otherwise you'll squeeze shut. Did you know about that? Okay. Do you have anything on you that's gonna hurt me, poke me, stick me, Brittany? Do you have anything on you that's gonna hurt me, poke me, stick me, anything like that? No. Anything dangerous? No weapons? Okay. Can we take the ring off? Yeah, can you? Am I gonna be able to put it back on? Yeah, you will. This is stay your with personal property. So everything that goes in this bag. I'm gonna take your necklace off as well. So we'll document it. Can you unhandcuff me so I can take my belly button ring off? Your what? My belly We'll button. we'll let you. We'll do take that at the Okay, jail. okay. We're not gonna have Or you at the do station. that rather. up here. Okay. Yeah. And then we'll have you do the same with the nose ring too. Not right now. No, it's back there. Yeah. Alright, what I'm going to do is a blade technique. I'm just going to go below the breast, okay? And then you're wearing a dress. Other than that, you don't have anything stuffed in your bra? No. Okay. Okay. And then is this just an outer? Yeah, you Okay. can take it off. No, you can keep it on. I'm just making sure I'm not missing anything. Can you turn towards me? Open up your mouth. Lift up your tongue. Okay. And then I will help you. ရဲတပ်ဖွဲ့ရဲ့ body camera footage ထဲမှာဆိုရင်တော့တစ်ချိန်လုံးက confident အပြည့်နဲ့လှပနေခဲ့တဲ့ဆရာမလေးဟာအခုတော့လက်ထိတ်ခတ်ခံထားရပြီးရဲကားရဲ့နောက်ခန်းထဲကိုခေါင်းငိုင်းဆိုင်ချကဝင်သွားခဲ့ရပါတယ်သူမကောင်းမှာပထမဆုံးစိုးရင်တကြီးမေးခဲ့တဲ့မေးခွန်းကတော့ဒီအမှုက public ဖြစ်သွားမှာလားဆိုတာပါသူမကသူ့ရဲ့ဂုဏ်သိက္ခာကိုပဲစိုးရင်နေခဲ့တာပါတချိန်ကចောင်းသားတွေနဲ့မိဘတွေလေးစားချစ်ခင်ခဲ့ရတဲ့ဆရာမတစ်ယောက်ဟာအခုတော့ရာဇဝတ်သားဖြစ်နေခဲ့ပါတယ်ရဲစခန်းတွေကစုံစမ်းစစ်ဆေးရေးအခန်းထဲကိုရောက်တဲ့အခါမှာတော့စုံနောက်ကသူမကိုအမှန်တိုင်းပြောဖို့အတွက်နူးညံ့တဲ့နီးပြူဟာတွေနဲ့ချင်းကပ်ခဲ့ပါတယ်လူတိုင်းကအမှားလုပ်တတ်တာပဲလေဒါကိုဘယ်လိုဖြစ်တာလဲဆိုတာရှင်းပြပေးပါအဲ့လိုပြောလိုက်တဲ့အခါမှာတော့တစ်ချိန်လုံးကစကားတွေအများကြီးပြောခဲ့တဲ့ Britney ကအခန်းထဲမှာငါရဲ့ရှေ့နေတောင်းလို့ရမလားဆိုတဲ့စကားနဲ့နှုတ်ဆက်လို့သွားခဲ့ပါတယ်ပြီးတော့ကျမကကပောင်းမှာအကောင်းဆုံးခင်မွန်းရှိတာပါလို့ပြောပြီးငိုကြွေးခဲ့ပါသေးတယ်ဒီအမှုဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ခေါင်းကြီးပိုင်းသတင်းကြီးဖြစ်သွားခဲ့ပါတယ်2019ခုနှစ်တရက်ခွင်မှာတော့ Britney Mora ကလူအများရှိမှာပဲလိမ်မိုင်းဆိုင်ရာရှက်စရာကျူးလွန်မှုအပါအဝင်ရာဇဝတ်မှု3ခုအတွက်သူညှင်းဆန်လို့မရတဲ့ digital သက်သေတွေကြောင့်အပြစ်ရှိကြောင်းကိုဝန်ခံခဲ့ရပါတယ်တရားသူကြီးကသူမကိုထောင်ဒဏ်အနှစ်20တိတိသတ်မှတ်ခဲ့ပါတယ်သူမပြန်လွတ်မဲ့ရက်ကတော့2038ခုနှစ်မတ်လဖြစ်ပါတယ်တချိန်ကလှပတဲ့အနာဂတ်တွေနဲ့အားလုံးအားကျရတဲ့ဘဝကိုပိုင်ဆိုင်ထားရတဲ့ဆီယာမဟာအခုတော့မာရီကိုဘာခရိုင်ထောင်ရဲ့အမှောင်ခန်းထဲမှာပဲနှစ်ပေါင်းများစွာအချိန်ကုန်ဆုံးရတော့မှာပဲဖြစ်ပါတယ်သူမရဲ့အကောင်းဆုံးခင်မွန်းဆိုသူကလည်းသူမကိုကွာရှင်းလို့သွားခဲ့ပါပြီဒီအမှုကကျမတို့လူအဖွဲ့အစည်းကြီးကိုကြီးမားတဲ့သတိပေးချက်တစ်ခုပေးသွားခဲ့ပါတယ်ဆီယာမပညာတတ်ဆိုတဲ့တိုက်တဲ့တစ်ခုရှိုံနဲ့လူတစ်ယောက်ကိုအပြည့်အဝယုံကြည်လို့မရဘူးဆိုတာပါပဲပြီးတော့ကလေးတွေကိုဖျားယောင်းသွေးဆောင်ရင်းဆိုတာကအမြဲတမ်းကြမ်းတမ်းတဲ့ပုံစံနဲ့မလာပါဘူး
ဘာသာစကားတစ်ခုကနေစတတ်တယ် emoji လေးတစ်ခုကနေစတတ်ပြီးတော့နောက်ဆုံးမှာတော့ကလေးတစ်ယောက်ရဲ့ဘဝနဲ့စိတ်ထင်ရကိုပါဖျက်ဆီးပစ်လိုက်တာပါမိဘတွေအနေနဲ့လည်းမိမိတို့ကလေးငယ်တွေရဲ့ social အသုံးပြုမှုကိုတတိထားစောင့်ကြည့်ဖို့လိုအပ်ကြောင်းကိုပြသနေပါတယ်ဒီနေ့အတွက်တော့ Teach My Diaries Channel ရဲ့တင်ဆက်မှုကိုဒီမှာရမဲ့ညီကုန်းချုပ်ပြရစီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ True Crime တွေနဲ့အတူဆက်လက်ကြည့်ရှုဖို့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးကိုအတွက်လည်းတောင်းဆိုပါရစေနော်အားလုံးပဲပေးကင်းကြပါစေရှင်ကျမကတော့တင်ဆက်သူချိုပါနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ရှင် No, thank you, Your Honor. You'll step over to the desk.